Hello အားလုံးပဲမင်္ဂလာပါဒီနေ့နွေနွေကစူးဖို့ရက်ကိုအစည်းလိုက်ချက်စားတဲ့တော့ချက်လေးချက်စားမှာပါစူးဖို့ရက်လေးတွေကိုကြည့်ပါအောင်အရန်ကိုနုဖက်ပြီးလက်ဆက်နေတာပါပဲစူးဖို့ရက်တဝက်ကိုတော့နည်းနည်းထွင်လိုက်ပါမယ်ဘာလို့ဆိုတော့ပေါ့နော်အိမ်မှာတခြားလူကြတော့ပေါ့နော်စူးဖို့ရက်အစည်းလိုက်ကိုမစားတတ်ဘူးနွေနွေပဲစားတတ်တာဆိုတော့လေစူးဖို့ရက်ထွင်ထားတာလေးနဲ့ကစွန်းရက်တစ်စီးနဲ့ရောထားလိုက်ပါတယ်ကစွန်းရက်လေးတွေကိုလည်းထွင်ထားလိုက်ပါတယ်ပြီးရင်တော့ကျန်တဲ့စူးဖို့ရက်လေးတွေကိုစီးလိုက်ပါမယ်ပြီးရင်တော့ကျက်သွန်ဒီတလုံးကျက်သွန်ပြူလေး9မွာနဲ့ငရုတ်သီးစင်းရဲ့မကြီးသီးအနှစ်ကဲဒါငပီတောင်းရဲ့ပေါ့နော်ထည့်ပြီးတော့ချက်ပါမယ်ငရုတ်သီးလေးတွေကိုအညာချွေးလိုက်မယ်ပြီးရင်တော့ blender နဲ့ကျက်သွန်ဒီကျက်သွန်ပြူငရုတ်သီးစင်းတွေကိုထည့်ပြီးတော့ကြိတ်လိုက်ပါမယ်ခုဆိုရင်ကြိတ်လို့ပြီးသွားပါပြီပြီးရင်တော့တဲမဲအိုးတဲ့ကိုပေါ့နော်ခုနထွင်ထားတဲ့စူပုတ်ရွက်တီရဲ့ပြီးရင်စူပုတ်ရွက်အစီလိုက်တီရဲ့ကိုထည့်ပါမယ်ရောပြီးထည့်လိုက်ပါမယ်အကုန်လုံးကစင်းရလဲပါတယ်ပေါ့နော်အောက်ဖက်မှာပြီးရင်တော့ဆွမ်းနာကြိတ်ထားတဲ့ကျက်သွန်ပြူကျက်သွန်နီငရုတ်သီးစင်းကိုအိုးထဲကိုထည့်လိုက်ပါမယ်ပြီးရင်တော့ငပြာရည်ထည့်ပါမယ်ငပြာရည်ကတော့ပေါ့နော်ကိုအငန်စားတလောက်ထည့်ပေါ့နွေကတော့နည်းနည်းလေးစားလို့နှစ်ဆွန်းလောက်ထည့်ပါတယ်ပြီးရင်တော့စားချိုမုတ်ပေါ့နော်ထည့်ပါမယ်စားချိုမုတ်ကြက်သားမုတ်ပေါ့နော်ကိုလွယ်သလိုပေါ့နော်ကိုကြိုက်သလိုအရသာကိုပြင်ဆင်ပြီးထည့်လို့ရပါတယ်ပြီးရင်တော့စီစိမ့်ထည့်ပါမယ်စီစိမ့်ထည့်ပြီးသွားရင်ငရုတ်သီးအကြမ်းဘက်ထည့်ပါမယ်ငရုတ်သီးအကြမ်းဘက်ထည့်ပြီးသွားပြီဆိုရင်တော့စပြီးတော့တဲလို့ရပါပြီချက်ခါနီးပြီဆိုရင်တော့မကြီးသီးမဲ့အရေးဖြောထားတာလေးထည့်မယ်ငပီတောင်လေးထည့်လိုက်ပါမယ်ဒါဆိုရင်တော့အရန်ရတာရှိတဲ့စူပုတ်ရက်ထောချက်လေးရပါပြီရှင်ချက်ခါနီးပြီဆိုရင်ငပီတောင်ကိုထည့်လိုက်ရင်တော့ရပါပြီဒါကတော့ငနီတူကြောက်ကြော်ထားတာပါဖလက်ချောင်းကြော်လေးပါငနီတူနဲ့မြေပဲနဲ့ယူတီနဲ့ကြော်ထားတာပါခုနကတော့ချင်မောင်နဲ့မြင့်နဲ့ကြော်ထားတာပါဒါကတော့စူပုတ်ရက်တော့ချက်လေးနဲ့ထမင်းဆဆပါတော့မယ်စူပုတ်ရက်တော့ချက်ကိုပေါ့နော်အဲ့လိုမျိုးအစည်းလိုက်စားတာကိုအရသာရှိတာပါအစည်းလိုက်လေးကိုပေါ့နော်ကိုစားကနေကြမှာပေါ့နော်ထွင်းပြီးစားရတာကအလို့ရှုပ်တယ်လို့မထင်ရဘူးပေါ့နော်ပိုပြီးအရသာရှိတယ်လို့ထင်ရပါတယ်စားကနေလေးကိုပေါ့နော်အဲ့လိုထွင်းပြီးစားရတာပိုပြီးတော့အရသာရှိပါတယ်ချင်မောင်ကိုပဇွန်နဲ့ကြော်ထားတဲ့ဟာနဲ့ငနီတူဖလဲချောင်းကျော်နဲ့ရတာအောက်လိုက်ဖက်ပါတယ်ဒီစူပုတ်ရက်တော့ချက်လေးနဲ့ပေါ့နော်စူပုတ်ရက်တော့ချက်ကလေးကဘလိုလေးလဲဆိုတော့ချင်းဆက်ဆက်ကလေးပေါ့နော်ငပီတောင်းထည့်ထားတာပေါ့နော်နည်းနည်းရတော့တကယ်တော့ငပီစိမ့်စားနဲ့ချက်လဲရတယ်နည်းနည်းရတော့ငပီတောင်းနဲ့ပဲချက်လိုက်တာပါငပီတောင်းကအဆက်ရဲ့ငရုတ်သီးစိမ့်ရဲ့အဆက်ရဲ့မကြီးသီးမှဲ့ရဲ့ဟောပေါ့နော်အချင်းရတာလေးနဲ့ပေါ့နော်ချင်းဆက်ကလေးပါကစွန်းရက်ကလေးကလည်းပေါ့နော်အီလေးနဲ့အရန်စားလို့ကောင်းပါတယ်စူပုတ်ရက်တော့ချက်အစည်းလိုက်မချက်ချင်ဘူးစူပုတ်ရက်ကိုထွင်ပြီးတော့ပေါ့နော်ချက်မယ်ဆိုလည်းရပါတယ်နည်းနည်းကြတော့ဒီအစည်းလိုက်စားတော့ပို့သဘောကျလို့ပါတချို့ကျတော့စူပုတ်ရက်ကိုထွင်ပြီးကမှခုလိုချက်နီးနဲ့ချက်လို့လည်းရပါတယ်ချင်းဆက်ချက်နီးလေးပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ဘလော့လေးဒီမှာလည်းပြန်တွေ့မယ်နော်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီစူပုတ်ရက်တော့ချက်တာလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share နဲ့ comment လေးပေးသွားပေးပါအောင်နော် bye bye